မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းနေခြင်းကြောင့်တိုင်းနှင့်ပြည်နယ်များရှိအချို့ဒေသများ၌မိုးသေးထန်စွာရွာခြင်းလေပြင်းတိုက်ခတ်ခြင်းနှင့်မြေပြိုခြင်းများဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသသတင်းအနေဖြင့်ထုတ်ပြန်ထားပါတယ်။ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံလေးအားကောင်းရာမှအားလွန်ကောင်းနေခြင်းကြောင့်၎င်းအရှိတ်ဘက်မှရွေ့ရှားလာသောလေပွေလှိုင်းများရဲ့အရှိန်ကြောင့်၎င်းဇွန်လ10ရက်ညနေပိုင်းမှဇွန်လ15ရက်အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတို့တွင်နေရာစိတ်မှနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်ဒေသအလိုက်နေရာကွက်ပြီးမိုးကြီးနိုင်ကြောင်းသိရပါသည်။ရင်းအတွက်ကြောင့်မိုးသေးထန်စွာရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးကြိုးပစ်ခြင်းမိုးတီးကြွေခြင်းလျှက်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်တဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသောကြောင့်အဆိုပါဒေသများရှိကုန်းမြင့်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြစ်ချောင်းများအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးခြင်းများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်သတိပေးထုတ်ပြန်ထားပါသည်။